အားလုံးပဲမင်္ဂလာပါရှင်ဒီခါမှာတော့စုနဲ့တူဘန်ကောက်မြို့တော်ရဲ့အလဲတက်တဲ့မှာရှိတဲ့ချက်တူချက်ပန်းချံလေးကိုစုကလိုက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့အဲ့ပန်းချံလေးမှာဘလောက်ထိလှပြီးတော့ဘလောက်ထိမိုက်လဲဆိုတာစုနဲ့တူလိုက်ခဲဖို့ဖိတ်ခေါ်ပြစီရှင်အဲ့တော့အခုပန်းချံလေးဝင်ပြီဆိုတာနဲ့ဒါအားကစားလုပ်တဲ့လူတွေကိုတော့တွေ့ရပါတယ်နောက်တစ်ခုထူးခြားတာကစုတို့ရန်ကုန်လူမျိုးပေါ့နော်ဒါပြည်သူလူမျိုးတို့ကန်တော်တို့လူမျိုး exercise လုပ်တဲ့ပုံစံမျိုးပေါ့နော်တစုတစည်းရဲ့လုပ်ကြတော့လေစုကဒါတွေ့ခဲ့ရပါတယ်ရှင်အခုလိုမျိုးပေါ့နော်ဒါတစုတစည်းရဲ့အားကစားလုပ်နေရတွေ့ရလဲအရန်ကိုပြောစရာကောင်းတယ်ပေါ့နော်ဒါစုလည်းနောက်ရက်တွေကြာလို့ရှိရင်ဒီမှာလာပြီးတော့ exercise လုပ်ဖို့တော့တွေးနေပါတယ်ရှင်တချို့တွေကလည်းဒါပန်းချံကိုပတ်ပြီးတော့ပြေးနေရပါတော့ဆိုတော့ဒါဘယ်နားမှာတက်ဖို့ရင်ကောင်းမလဲဆိုတော့နေရာလလေးရှာနေရပါတော့ပြောရင်ဆိုရင်လည်းဟိုစုရှစ်တက်မှာဆိုတော့ပန်းချံလေးကိုတွေ့ပါပြီရှင်ပန်းချံလေးမှာသွားပြီးတော့ဒါတက်ဖို့ရင်မှာဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်တော့ပန်းချံလေးရောက်ပါပြီရှင်အရန်ကိုလာပါတယ်စုသွားတဲ့ချိန်ကညနေနေဝင်ဖြိုးပြက်လေးဆိုတော့ဒီလေးရတဲ့ရန်ကိုထီမီကွေပါကဲပန်းညံလေးလက်ခဲ့ပါအောင်ရှင်ခုပြောရင်ဆိုရင်လည်းပဲစုသွားနေလို့မှာ PDF ရထားလေးပေါ့နော်လာနေရဆိုတော့အရန်ကိုမိုက်ပါတယ်နှစ်စင်းတောင်မှတော့မိုက်လိုက်တာဆက်လိုက်တာကတော့ဝိုးလေးချုပ်ပါတော့မယ်ရှင်သူများတွေကတော့ exercise တွေလုပ်ပြီးတော့ကွင်းပတ်ပြေးနေတဲ့အချိန်မှာစုကတော့ပန်းချံကိုပတ်ပြီးတော့ပဲများနေရဖြစ်ပါတယ်အချိန်မှာဖနက်ကြီးကလည်းစီးထားတာမှရေတွေနဲ့ဇီးဆွဲတွေဖြစ်နေပါတယ်ချက်တူချက်ပန်းချံကနေ့စဉ်မနက်4နာရီခွဲမှည9နာရီအထိဖွင့်လှစ်ထားတယ်လို့သိရပါတယ်ရှင်နောက်တစ်ခုအနေနဲ့ချက်တူချက်ပန်းချံအနီးနားမှာရှိတဲ့ချက်တူချက်ဈေးကစနေနဲ့တနင်္ဂနွေများတင်တာဖွင့်လှစ်ထားပြီးတော့မနက်9နာရီမှညနေ6နာရီအထိရှိတယ်လို့လည်းသိရပါတယ်ဒါကြောင့်ဈေးဝင်ရန်အတွက်စနေနေ့သို့မဟုတ်တနင်္ဂနွေများတင်တာအချိန်ပြည့်၍တွားရောက်ပြီးတော့လည်းပဲကြည့်ရှုနိုင်ပါတယ်ရှင်စုရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်နောက်တဲ့ဘလော့တွေမှာလည်းဆက်တွေ့ပါမယ်ရှင်